အိမ်ဖြူတော်မှာထိတ်တန်းနေတဲ့ကထိတ်တန်းတယောက်ဖြစ်လာတဲ့ဆရာ7အားလုံးပဲမင်္ဂလာပါများ Promax online survey ကနေပြန်လဲကြော်လိုက်ပါရင် Cristiano Ronaldo ကကမ္ဘာ့နံပါတ်1ကစားသမားတယောက်ဖြစ်အောင်နေမှာကပင်ကမ္ဘာ့ထိတ်တန်းတွေဂျားထဲမှာပါဝင်ဆန်းတဲ့မဟာပုဂ္ဂိုလ်ကြီးတယောက်ဖြစ်နေပြီဆိုတာထပ်ပြီးတော့တက်တည်ပြလိုက်ပြန်ပါပြီ။ Saudi Arabia ရဲ့အားကစားဆိုင်ရာယင်းနှိမ့်မြုပ်နှံသူဘောလုံးတနမန် Ronaldo ဟာ Saudi မင်းသားနဲ့အတူဒီတစ်ပတ်ကျင်းပပြုလုပ်ခဲ့တဲ့အိမ်ဖြူတော်ကပါတီကိုတက်ရောက်ခဲ့ပါတယ်။ဒီပါတီမှာကမ္ဘာ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ဘီလီယံနာကြီးတွေနဲ့နည်းပညာစွမ်းဦးတီထွင်သူတွေတက်ရောက်ခဲ့ကြပါတယ်။ Ronaldo ကတော့ဒီပွဲကိုဇနီးလောင်း Georgina Rodriguez တို့တက်ရောက်ခဲ့တယ်လို့ထိတ်တန်းတထေးကြီး Elon Musk အမေရိကန်သမ္မတ Donald Trump တို့နဲ့အတူတွဲဖက်ပြီးဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။သမ္မတကြီး Trump က Ronaldo အကြောင်းသူ့ရဲ့မိန့်ခွန်းထဲမှာထည့်ပြောသွားခဲ့ရင်သူသားကဆရာ7ပရိသတ်ပါလို့လည်းချီးကျူးပြောဆိုခဲ့ပါတယ်။လာမယ့်2026ကမ္ဘာ့ဖလားဟာသူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားဖြစ်ကြောင်းတည်ပြုထားတဲ့ Ronaldo က NSA နဲ့စာချုပ်သက်တမ်းကုန်လို့အနားယူပြီးသွားတဲ့အခါနေပြဖြင့်ပြန်မလာတော့ပဲဘောလုံးအသင်းပိုင်ရှင်ထိတ်တန်းစီးပွားရေးသမားတယောက်ဖြစ်လာမလားဆိုတာပရိသတ်တွေကထင်ကြေးပေးလာကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။